ပြတ်သုံးလီတော့အဆောက်အရှောက်ဤတန်တာဤရှေးဟောင်းပကံရောင်မြို့တော်ကြီးသည်တစ်ချိန်ကရွှေရဝေးပခဲ့တော်လဲယခုမူထောင်ရနေချက်ကြီးဤအမောက်ထုအောက်တွင်နစ်မြုပ်နေခဲ့ပြီကောင်းကင်ယံမှကျေစင်တို့သည်လဲသွေးရောင်ထွန်းနေသည်မြို့တော်ဤအမြင့်ဆုံးစီသည်ပြတ်ပေါ်တွင်ဇွဲသည်ရနေ၏သူသည်တစ်ချိန်ကဤပြည်သူတို့ကိုကာကွယ်ခဲ့သောနတ်စစ်သည်တဦးဖြစ်ခဲ့ဘူးတော်လဲယခုမူသူဤဝုယုံသည်စုပ်ပြတ်နေပြီးမျက်လုံးများတွင်နာကျင်မှုခြင်းဒေါသတို့သာချမ်းရစ်တော်သည်ဇွဲဤလက်ထဲတွင်တားမြစ်ထားသောအမောင်ကြောက်တုံးတစ်ခုရှိသည်ထိုကြောက်တုံးသည်သူအားနတ်ပူရာတို့ဤဖုံးတကိုးကိုဆွန့်လွတ်စေပြီးနတ်ဆိုးတို့ဤအစွမ်းကိုရယူရန်တောအားပေးနေသည်ငါပြည်သူတွေကိုကယ်ဖို့ဆိုရင်ငါကိုယ်တိုင်ငရဲထဲဆင်းရမယ်ဆိုလဲဆင်းမယ်ဟုသူကတိုးတိုးလေးယူလိုက်သည်သူသည်ထိုကြောက်တုံးကိုမြင့်မြတ်စွာဆုပ်ကိုင်လိုက်ရာသူဤလက်မောင်းတစ်လျှောက်အနက်ရောင်သွေးကြောများရှက်ဖြာတက်လာသည်မြို့တော်ဤအလဲဘဟုဝိညာဉ်မဲစီသည်ကြီးဤအရေးထဲမှရိတ်သည်ထွက်ပေါ်လာသည်သူသည်အမောင်ထုဤသခင်ဖြစ်ပြီးဆွဲဤရခေကလွတ်ဖို့ကင်ဖက်ဖြစ်ခဲ့ဘူးသည်ရိတ်ဤပုံတန်သည်မြူခိုးများကဲ့သို့လွှဲမြောနေပြီးသူဤမျက်လုံးများမှာအေးဆက်သောအပြာရောင်အလင်းများတောက်ပနေသည်ဆွဲမင်းလည်းငါလိုပဲအမောင်ထဲကိုရောက်လာခဲ့ပြီပေါ့ဟုသူကငေါပြောင်သောလီတန်ဖြစ်ပြောလိုက်သည်ဇွဲသည်တုံဆန်းမနေပဲသူ၏အနက်ရောင်သားကိုဆွဲထုတ်ကာရိတ်စီထုတ်ခုံဝင်လိုက်သည်သူတို့တဦး၏လက်နက်များထိထွေမိသောအခါပြစ်ထန်သောပောက်ကွဲမှုတစ်ခုဖြစ်ပေါ်လာပြီးအနီးအနားရှိကြောက်တိုင်များမှဖုံမှုအဖြစ်ပြောင်းလဲသွားသည်ဇွဲ၏တိုက်ခိုက်မှုတိုင်းတွင်နာကျင်မှုတင်အောင်တတုပါဝင်နေတော်လဲရိတ်ကောင်းမှုအေးဆက်စွာဖြစ်ခုခံနေသည်တိုက်ပွဲအရှိန်မြင့်တက်လာစဉ်ဇွဲ၏စိတ်ထဲတိုင်အတိတ်ကပုံရိပ်များတစ်ချက်ပေါ်လာသည်သူသည်ရွှေရချက်မှုတန်စာကိုဝုစင်ကမြို့တော်၏တကားဝတွင်ပြည်သူများကိုပြုံးပြနေခဲ့သည့်အချိန်များကိုတတိယမိသည်ထိုစင်ကသူသည်သူရဲကောင်းတစ်ဦးဖြစ်ခဲ့သည်ယခုမူသူသည်သူကိုယ်တိုင်ယူရှာသောစွာအားများကိုတောက်ကတိုက်ခိုက်နေရသည့်အဖြစ်ကိုတွေးပြင်းရင်ထဲတွေ့ခံရခဲ့နေသည်ရိတ်သည်သူ၏လက်ကိုမြောက်လိုက်ရာမြေပြင်မှအမောင်ငွေနဂါးများထွက်ပေါ်လာပြီးဆွဲကိုဝိုင်းရလိုက်သည်မင်းရဲ့အလင်းရောင်ကကွယ်ပြောက်သွားပြီးဆွဲမင်းကအဆောက်အရှောက်မဟုတ်တော့ဘူးမင်းကငါတို့ထဲကတစ်ယောက်ပဲဖူးရိတ်ကဟင်းဟောက်လိုက်သည်အမောင်ငွေနဂါးများသည်ဆွဲ၏ခြေထောက်များကိုရစ်ပတ်ကသူ့ကိုမြေပြင်ပေါ်သို့ဆွဲချရန်ကြိုးစားနေကြသည်ဇွဲသည်ဒူးထောက်ကျသွားတော်လဲလက်မလျှော့ခဲ့ပြီးသူသည်သူ၏ရင်ဘတ်ထဲမှအမောင်စွာအားများကိုအဆုပ်စော်အထီးထုတ်ဖော်လိုက်သည်သူ၏ခန္ဓာကိုယ်မှခရမ်းရရှာစီများထွက်ပေါ်လာပြီးသူ့ကိုရစ်ပတ်ထားသောအမောင်ထုများကိုဖျက်ဆီးပစ်လိုက်သည်သူသည်အဆောက်အရှောက်တစ်ဦးအဖြစ်မဟုတ်ပဲအမောင်ထုကိုတံပြန်တိုက်ခိုက်မိအမောင်သူရဲကောင်းတစ်ဦးအဖြစ်ပြန်လဲထားရလိုက်သည်ဇွဲသည်တပြက်အတွင်းရိတ်ဤရှိသို့ရောက်သွားပြီးပြစ်ထန်သောဓာချက်တစ်ချက်ကိုတွဲလိုက်သည်ဤတစ်ကြိမ်တွင်မူရိတ်သည်မရှောင်သိမ်းနိုင်တော့ပြီဇွဲဤဓာချက်သည်ရိတ်ဤအမောင်ချက်ဝုကိုဖောက်ထွက်သွားသည်ဒါဟာငါတို့တယောက်လုံးအတွက်အဆုံးသတ်ပဲဖူဇွဲကသွားကိုတင်းတင်းစိတ်ကပြောလိုက်သည်ရိတ်သည်ချက်ရှုံးသွားတော့လဲသူဤနောက်ဆုံးထွက်သက်တွင်ဝိညာဉ်မဲ့စီသည်ကြီးဤတန်ဆက်ခတ်တဲ့မှုကိုဖွင့်ချလိုက်သည်မြို့တော်ကြီးတစ်ခုလုံးတုန်ခါသွားပြီးမြေကဘာကြီးကွဲအပ်သွားသည်ဇွဲသည်ထိုတန်ဆက်ခတ်တဲ့မှုကိုပြန်လဲပိတ်ဆို့ရန်အတွက်သူ၏ကြံရှိသည်များအသက်ဆွမ်းအားလုံးကိုထိုအကြောင်းထဲသို့လာထည့်လိုက်ရမည်ကိုသိလိုက်သည်ပြစ်ထန်သောအလင်းတန်းတစ်ခုမြို့တော်ကြီးကိုဖုံးလွှမ်းသွားသည်ရိတ်ဤပုံတန်သည်မြူခိုးများအဖြစ်လွှဲစင်ပြောက်ကွယ်သွားပြီးအမောင်ထုများလည်းတဖြည်းဖြည်းလွှဲပါသွားသည်သို့တော်ထိုအလင်းသည်နှွေးထွေးသောအလင်းမဟုတ်ပဲခြေကွဲဖွယ်ရာအောင်ပွဲဤတင်ကေတာတာဖြစ်သည်ရိတ်သည်နောက်ဆုံးတွင်ငြိမ်သက်ခြင်းသို့ရောက်ရှိသွားတော်လဲဇွဲအတွက်မှုဝေဒနာများစတင်ယုံသာရှိသေးသည်အရာအလုံးငြိမ်သက်သွားသောအခါဇွဲသည်တစ်ဦးတည်းချန်ရစ်ခဲ့သည်မြို့တော်ကြီးသည်ဘေးအန္တရာယ်မှကင်းဝေးသွားတော်လဲသူသည်ယခေကလိုနတ်စစ်သည်မဟုတ်တော့ပေသူ၏ခန္ဓာကိုယ်တွင်အမောင်အမိုင်ရုပ်များထင်ရှားနေပြီးသူ၏ဝိညာဉ်သည်လည်းထောင်ရအယောင်ပြောင်းသွားခဲ့ပြီဖြစ်သည်သူသည်မိုးရိပ်ထဲတွင်ရပ်နေရင်းမြို့တော်၏ပျက်စီးမှုများကိုကြည့်ကာမျက်ရည်တိတ်ဆက်ချလိုက်သည်နေရောင်ကြီးသည်တင်ထူးခြားမှအနှဲငယ်ထွက်ပေါ်လာတော်လဲဇွဲသည်ထိုအလင်းထဲတွင်မနေနိုင်တော့ပေသူသည်သူ၏ဓာတ်ကိုကြောတွင်လွယ်ကာမြို့တော်၏အမောင်ရိပ်များရှိရာသို့ဖြည်းဖြည်းစွာရှောက်တန်းသွားသည်သူသည်ကွယ်ပြောက်သွားသောအဆောက်အအုံအမောင်ထဲကသူရဲကောင်းတစ်ဦးအဖြစ်သမိုင်းတွင်ခြံရစ်ခဲ့တော်မူ